Gami Sora Channel ကိုအားပေးနာဆင်နေကြတဲ့ကြားရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ပရလောကဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာပရိသတ်ကြီးတို့နားဆင်ရမှာကတော့စာရေးသူနှွေးရေးသားထားတဲ့အိမ်ရှိမှရှိရဲဆိုတဲ့ဇာတ်လမ်းလေးကိုပရိသတ်ကြီးတို့ကနားဆင်ရမှာပဲဖြစ်ပါတယ်။နားမဆင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့နဲ့ဘေးနားမှာရှိတဲ့ notification လေးကိုနှိပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်များရှင်ဒါဆိုရင်တော့ပရိသတ်ကြီးတို့နားဆင်နိုင်ဖို့အတွက်ဇာတ်လမ်းလေးကိုခုပဲစတင်လိုက်ပါပြီ။အခုလိုမျိုးစောင်းဝင်စရာသီဆိုတော့တဲချင်းရွာလေးကညနေမှောင်ရီပြိုးချိန်ကြရင်အချမ်းငွေကလေးတန်းနေရကြောင်းနေလို့တမျိုးလေးကောင်းလာတယ်။ရွာလေးကတခြားရွာတွေနဲ့အလန်းဝေးတယ်လို့မျိုးကြောင်ကြတာကြောင့်လေလူသူအရောက်နေလာတယ်။တခြားရွာတွေလိုလမ်းမပေါဘူး။တခုခုအရေးအကြောင်းဆိုရင်ဆက်လီနဲ့တွားရတယ်။ရွာကနေမှောင်ကြတာနဲ့တရွာလုံးတိတ်ဆိတ်နေတယ်။အခုလေအဖွားနှုခိုင်တို့လင်မယားမှာတိတ်ဆိတ်နေတဲ့အမောင်အောင်မှာစီမီကွက်ထုံးပြီးတော့စောင်းမုံလေးတွေလုံနေကြတယ်။စောင်းမုံဆိုတာကစောင်းရသည့်စပားရိပ်ပြီးချိန်ကောင်းချင်းဆန်နဲ့မုတ်ဖတ်ထုတ်ရက်ခိုင်အခေါ်မရွတ်ဆိုတဲ့ငှက်ပြောရွက်ကိုလင်ကဆန်ထည့်ပြီးတော့ပြုလုပ်ရတဲ့တောရိုးရာမုံပဲဖြစ်တယ်။သားသမီးမရှိဘဲနဲ့လင်မယားနှစ်ယောက်နေကြသည်မှာနှစ်တေတောင်တော်တော်ကြာခဲ့ပြီးအသက်ကြီးနေရကြောင်းလဲမမဆဆအလုံးမလုံနိုင်ဘူး။တနိုင်တစ်ပိုင်မုံလေးတွေလှုပ်ပြီးတော့စားဝတ်နေရေးအတွက်ရောင်းကြရတယ်။မနှုတ်ကြီးအများကြီးလဲလုံမနေနဲ့အောင်ညနေသွားရင်မကောက်ဘူးဟာသိပါရတော့ဒီနေ့ကမိုးချုံမှလောက်ရတာဆိုတော့အခု20ပဲလုံမှာပါတော့အေးအဖွားနှုခိုင်ကရွာလူတွေတရေပူတာပဲဖြစ်ဖြစ်နှက်ဝက်ခံရတာပဲဖြစ်ဖြစ်အဖွားနှုခိုင်ကိုပဲအားကိုးကြတာအဖွားကလည်းအသက်သာကြီးတာနှက်ဝင်ပြီးဆိုရင်16နှစ်သမီးထက်တောင်မှတန်ပါတယ်လင်မယားနှစ်ယောက်မုံတွေတစ်ခုပြီးတစ်ခုလှုပ်လာရမကြခင်အခု20ပြည့်တော့မှဖြစ်တယ်ဟောမုံဆိုးမကြက်တောင်တွန်းပြီးမြန်လှုပ်ပြီးတော့မြန်နားရအောင်အဖွားရှိရနေခက်တွတ်လှုပ်ပြီးတော့မှအခု20ပြည့်တာနဲ့ကိုလက်တန့်စင်ကဖျားစင်ရှိကိုသွားပြီးတော့ဖျားဝစ်ပြူတော့တယ်အဖိုးကြီးဦးစိန်နူအောင်ကတော့စောင်းကိုဆွဲခေါင်းပေါ်ကိုခေါင်းချလိုက်တာနဲ့ခဏကြာမှအိပ်ပျော်သွားတော့တယ်ဒီလိုနဲ့ညတကောင်ချိန်ကိုရောက်လာခဲ့တော့သူတို့အိမ်ရှိကနှမ်းဖဲပင်ကြီးစီမှာတဟီးဟီးနဲ့ခက်လေးလေးအတန်နဲ့တပြေးပြေးထွက်လာခြင်းဖြစ်တဲ့ငိုကြီးတန်တစ်ခုကိုအဖွားကတေချာကြားလိုက်ရတယ်ငါ့ကိုအစာကျွေးပါငါအစားမစားရတော့တော်တော်ကြာနေပြီငါ့ကိုအစာကျွေးအဖွားရုတ်တရက်ထထိုင်လိုက်တယ်ခေါင်းရင်းနဲ့စင်စီမှာစီမီတိုင်တွေကိုမိကျစ်နဲ့ညှိလိုက်ပြီးတော့ခြေလန်းဖွားဖွားလေးနဲ့အိမ်ရှိကိုထွက်လာခဲ့တယ်အဲ့ဒီချိန်ညနေတကောင်ဘယ်စီကလာမှန်းမသိပဲစနွင်းမုတ်နဲ့နေကအဖွားရဲ့နှာခေါင်းထဲကိုတိုးဝင်လာခဲ့တယ်အဖွားရဲ့ပါးစပ်ကတခုခုရွတ်ဆိုလိုက်တော့နင်းဖဲပင်အောင်မှာမပီအိုးတော့အရင်မဲကြီးတစ်ခုကိုတွေ့လိုက်ရတယ်နင်းဘသူလဲဘာလို့ငါတို့လာနောက်ရှက်နေရလဲအဖွားအဲ့လိုမေးတော့အဲ့ရဲ့အရင်မဲကြီးဟာကုန်းနဲ့ထလာတော့တယ်ပြီးတဲ့နောက်ငါ့ကိုမရွတ်ထုတ်ပြီးငါရမ်းပိုက်စားတယ်ဘာပြောတယ်မရွတ်ထုတ်ကမိုးလင်းရောင်းမလို့လှုပ်ထားတာဖျားစွန်းတော့မတင်ရသေးတာနင့်ကဘာဖြစ်လို့ပေးရမှာတော့အဖွားအဲ့လိုပြောလိုက်တော့အရင်မဲကြီးဟာမျက်လုံးတွေနီးကနေဖြစ်သွားကငါ့ကိုမကြွေးရင်နင်တို့လင်းမရအောင်ဒုက္ခပေးမှာအခုကြွေးအဖွားကလည်းလက်မှာအသင့်ပါလာတဲ့ချီမန်းကျိုးကိုရုတ်တရက်ထုတ်ကနင့်လိုမလောက်လေးမလောက်စားနှိမ့်ကြတဲ့ကောင်ကငါ့ကိုဒုက္ခပေးမယ်ပေါ့ငါ့ကိုမပေးခင်နင်အရင်ဒုက္ခခံလိုက်ပြောဆူနဲ့ချီမန်းကျိုးကိုအရင်မဲကြီးစီကိုပြစ်ချလိုက်တော့တယ်အားကနေဆိုတဲ့အတန်နဲ့ကြီးနဲ့အတူတူအဲ့ဒီနေရာမှာပင်အရင်မဲကြီးဟာပျောက်ကွယ်သွားခဲ့တယ်အရင်မဲကြီးပျောက်ကွယ်သွားတာနဲ့တောက်ဆိုတဲ့တောက်ခောက်တန်တစ်ချက်ကိုအကျယ်ကြီးကြားလိုက်ရတယ်နောက်တနေ့မနက်ခင်းနဲ့အတူတူအဖွားတယောက်အိမ်ဟာကနေလူးလွင့်ပြီးတော့ထလာခဲ့တယ်။စောင်းတွေကိုတေချာသိန်းကမိဖို့ကြောင့်တွေကိုမျက်နှာတစ်ဖို့အတွက်ထွက်လာခဲ့တယ်။ဟုတ်တော့ဒီဘိုးကြီးအခုထိမထသေးဘူး။မုံရောင်းမယ်လို့ပြောထားတာအိပ်ပုတ်ကြီးလား။အိမ်ဟာပေါ်မှာယောက်ျားဖြစ်သူကိုကြည့်ကပွားစီပြောနေတယ်။မျက်နှာတစ်ပြီးခဏအကြာမိဖို့မှာမုံပေါင်းအိုးကိုချကကြက်မကြက်တေချာကြည့်ရတယ်။အားလုံးကြည့်ပြီးတော့ပေါင်းအိုးကိုထမ်းပြီးတော့အိမ်ရှိကိုဆင်းလာခဲ့တယ်။အဖိုးကြီးဘယ်ချိန်ရှိနေပြီလဲထတော်လီတော့မုံရောင်းရအောင်မယ်အဖိုးကြီးဟင်အဲ့ရပေါ်မှာမလုံးမရှက်ငိမ့်နေတဲ့ယောက်ျားဖြစ်သူကိုမြင်ကအဖွားကအနှဲငယ်တင်ကမကင်းဖြစ်လာတယ်ခါတိုင်းဆိုရင်ငါထက်အစောကြီးနိုးတာဒီနေ့မှဘာဖြစ်တာလဲခေါ်တာလည်းမထူအဖွားကအဲ့ရပေါ်တက်ပြီးတော့ယောက်ျားဖြစ်သူကိုအကဲခတ်ကြည့်လိုက်တယ်လုံနိုးကြည့်လို့လည်းမနိုးတော့ရင်ဘတ်ကိုလက်နဲ့စမ်းကြည့်လိုက်တယ်နောက်တော့အဖွားမျက်လုံးပြူးသွားကဖယားကိုစိန်နုအောင်အသက်မရှူတော့ဘူးရောဘလို့ဖြစ်ရတာလဲအဖွားထလို့ထညာအမျိုးမျိုးစူးစမ်းနိုးပင်မဲ့လဲစိန်နုအောင်ကအသက်ဝိညာဉ်ကင်းမဲ့လို့နေတယ်အဖွားကတော့ယောက်ျားဖြစ်သူကိုကြည့်ကမျက်ရည်တွေဝဲတက်လာတယ်
ကိုစိန်နုအောင်ဘလို့ဖြစ်တာလဲထပါအောင်ကိုစိန်နုအောင်ရဲ့အဖွားရုတ်တရက်တစ်ခုခုကိုတတိရသွားတယ်ဒါမနေ့ညအမျိုးရုပ်လက်ချက်ပဲဖြစ်မယ်ငါမရွတ်ထုတ်လေးမကြွေးမိတာကိုတင်းကငါလင်ကိုအသက်ယူသွားတယ်ပေါ့ငါလင်သေးတယ်လို့တင်းဒီဘဝမှာပဲနာနာကျင်ကျင်နဲ့မကျွတ်မလွတ်နေရမယ်ဘဝမျိုးရအောင်ကိုလှုပ်ပစ်မယ်အဖွားအရွယ်နဲ့မလိုက်အောင်အန်ကိုချိတ်ပြီးတော့အိမ်ရှိနှင်းဖဲပင်ကြီးစီကိုဒေါသမျက်လုံးနဲ့ကြည့်လိုက်တယ်တွေ့ကြသေးတာပေါ့ညနေဆောင်တော့ရွာလူတွေခေါ်ပြီးတော့အဖိုးစိန်နုအောင်ရဲ့အာတုပကိုစီစဉ်ကြတော့တယ်အဖွားကဝမ်းနဲ့စိတ်ထက်ဒေါသစိတ်ကလွှမ်းမိုးနေလေရာမျက်နှာတစ်ခုလုံးသွေးကြောနှက်တွေအောင်ပေါ်လို့နေတယ်ရွာလူတွေနဲ့ရက်ဝေးရက်နီမှာဧည့်သည်တွေကိုအကျိုးအကြောင်းပြောကြပြီးတော့အဖွားကိုနှစ်သိမ့်ပေးကြတယ်ကြီးနုခိုင်ဘာမှအားမငယ်နဲ့ရွာလူကြီးပြောပြီးတော့စားဖို့တောက်ဖို့ကိုထောက်ပံ့ပေးပါမယ်ကြီးတယောက်တည်းဆိုတော့အသက်ကလည်းကြီးပြီလေအဖွားကဘာမှဆက်မပြောနိုင်တော့ပဲခေါင်းငိမ့်ပြီးတော့သားနေကအာတုဘစီကနေထွက်လာခဲ့တယ်ညတကောင်လောက်ရောက်တော့အဖွားရဲ့အိမ်စီမှာမန်တန်ရွတ်တန်နေခတ်တိုးတိုးလေးထွက်ပေါ်လာတပြင်းပြင်းနဲ့ညက်နက်လာလေးအတန်ကပူကျဲလာသလိုဖြစ်လာအဲ့နောက်ဘေးမဓမ္မကြီးကိုယူကနှုတ်ဝင်ထားတဲ့ခန္ဓာကိုယ်နဲ့အဖွားအိမ်ဘဝနေဆင်းလာတယ်ဟဲ့ခွေးမျိုးနင်တက်တိရှိရဲ့မလားအခုချက်ချင်းထွက်ခဲ့စမ်းအဖွားပြောရင်းဆိုရင်နဲ့ဓာတ်နဲ့နှင်းဖဲပင်ကိုတစ်ချက်ခုတ်လိုက်တော့အပင်ပင်စီမှသွေးလိုစီးကက်ကက်အရာတွေထွက်လာဟာအဖွားအိုကြီးတေကန်ကြီးတဲ့ဟာကျုပ်ကိုရှင်နေရလားအခုရှင်ရဲ့လင်ဝိညာဉ်ကိုစားလိုက်လို့ငါခွန်အားတွေပြန်ပြည့်လာပြီဒီလိုဆိုကနှမ်းဖဲပင်မှာဗိုက်ပူပူနဲ့သွေးပြက်ချောင်းစားပွဲမိန်းမကြီးတယောက်ပေါ်လာဟဲ့ငါအသက်ကြီးပေမဲ့အားနေနေရမဟုတ်ဘူးအဲ့လိုပြောကအဖွားလက်စီမှာအဖြူရောင်အငွေ့လိုအလုံးကြီးတစ်ခုကိုထုံလွှင့်လိုက်တော့တရေမမိန်းမကြီးကလည်းခုံစင်းကအဖွားကိုလဲပြီးညစ်တော်တယ်နှစ်ယောက်သာနှမ်းဖဲပင်အောင်မှာနှပန်းလုံးသက်ကြတော့တယ်ဘလောက်ထိကြာသည်မသိမိုးလင်းအာယုံလင်းချက်တွန်တန်ကြမှာတရေမိန်းမကလက်လွတ်ကနှမ်းဖဲပင်စီကိုဝင်ပြေးဖို့လှုပ်တော်တယ်ငါလင်းကိုသိအောင်လှုပ်တာဒီလိုပြေးလွတ်မယ်လို့ထင်နေလားအဖွားကတရေမရဲ့လက်ကိုဆွဲပြီးတော့နန်းဖဲပင်စီကိုကတ်ထမိန်ကတောင်းတဲကအစူးနှစ်ခုကိုထုတ်ကထိုးဆိုင်ချလိုက်တယ်။ကျေလောင်တဲ့အတန်နဲ့ကြီးနဲ့အတူကျမတောင်းမှန်ပါတယ်ကျမကိုလွတ်ပေးပါကျမကလေးဘိုက်ရမ်းစားလို့အိမ်နေဟာစားစရာလာတောင်းတာပါအဲ့ဒါကိုရှင်ရမပြီးတော့ကျမလည်းကလေးစောနဲ့ဒေါသဖြစ်ပြီးတော့ဒီလိုလုပ်မိခဲ့တာပါကျမလက်တွေနာနေပါပြီလွတ်ပေးပါတရေမရဲ့စကားကိုကြားတော့အဖွားရဲ့ကောင်းတဲ့အတွေးတစ်ခုဝင်လာခဲ့တယ်။စနွေးနဲ့နံကလေးကတိတလို့ဖြစ်နေရတကယ်တမ်းကျမှမီးနေတဲ့တရေဖြစ်နေတော့တာအဖွားဒေါသတွေမလျှော့နိုင်ပဲအဲ့လိုဆိုဘာလို့အကျိုးအကြောင်းမပြောတာလဲငါအကျဉ်းသားတရားကင်းမဲ့နေရမဟုတ်ဘူးအခုငါလင်းသေးခဲ့ရလို့နင့်ကိုလုံးဝခွင့်မလွတ်ဘူးနင့်ကိုဒီတစ်ပင်စီမှာပဲတစ်သက်လုံးချီနှောင်ထားခဲ့မယ်တစ်သက်လုံးနာကျင်မှုတွေခံစားစေရမယ်ငါမျက်ရည်ကျသလိုနင်လည်းတဖန်ခံစားစေမလုပ်ပါနဲ့အဖွားကလည်းချီမန်းနေမန်တန်နေရွတ်ပြီးထိုးဆိုင်ထားတဲ့စူးကိုပိုအားနဲ့ဖိကတရွက်၆တွေပုံပြီးမီးရှို့တော့တယ်အဲ့နောက်တပင်လုံးမီးသွေးခဲ့ဖြစ်ကတစ်၆ပင်အဖြစ်ကြံခဲ့တော့တယ်နန်းဖဲပင်စီမှာမချိမဆန့်အော်တန်တွေကအမောင်လေးကနေထွက်နေစေပဲဖြစ်တော့တယ်မနက်မိုးလင်းတော့အဖွားတယောက်ရွာကနေပျောက်ချင်းမလားပျောက်သွားခဲ့တယ်ဘယ်ရက်စီကိုထွက်သွားမှမသိရွာနီးချောင်းဆက်ကိုမင်းနှမ်းကြည့်ပေမဲ့လည်းမတွေ့တော့ဘူးအဖွားရွာကနေပျောက်ပြီးတော့၃-၄လခန့်အကြာအဖိုးစိန်နူအောင်မိသားစုအမျိုးတွေရောက်လာကြပြီးတော့အဲ့ဒီရဲ့အိမ်ယာမှာအိမ်သစ်ဆောက်ပြီးတော့နေကြတယ်ရောက်တော့မှဘာမှမထူးခြားပေမဲ့တလခန့်ကြာတော့အိမ်ရှိသစ်ပင်စီမှာငိုကြီးတန်တွေကိုနေ့စဉ်လိုကြားလာကြတယ်တနေ့သမီးငယ်မှာအိမ်ရှိထွက်ဆော့နေတော့တခုခုပူးကတ်တယ်လို့ဖြစ်တာကြောင့်အိမ်ကလူတွေစိုးရိမ်တကြီးနဲ့ပြေးဆင်းလာကြတယ်တတိလစ်နေတဲ့အငယ်မကိုထူကရေနဲ့ဖြန်းတော့ရုတ်တရက်မျက်လုံးပွင့်ကနင်တို့အိမ်ရှိမှာငါရှိတယ်ဒီလိုဆိုတဲ့အတန်အော်ကြီးကအငယ်မစီကနေထွက်ပေါ်လာခဲ့တော့တယ်တရေဘူးတဲ့အငယ်မကြောင့်ရွာထဲမှာတည်င်းတွေပြန့်နှံ့သွားခဲ့တယ်ရွာသားတွေလာရောက်ကြည့်ရှုကြပြီးတော့အမျိုးမျိုးထင်ကြေးပေးကြတယ်ဒါတည်သွားတဲ့ဖိုးစိန်နှုအောင်များလားငါတော့မထင်ပါဘူးအေးအရင်ကဒီခြံထဲမှာတားမဖွားနိုင်လို့ဆုံးသွားတဲ့မက်ရင်လိုပဲထင်တယ်နင်ကဘာလို့မက်ရင်ထင်တာမက်ရင်သေးတာနှစ်တွေတော်တော်ကြာနေပြီဟဲ့ထင်းဆိုရင်ဖိုးစိန်နှုအောင်ရှိတော့ငါဆုံးထားချက်ဖို့လုပ်တော့ဒီရဲ့နှမ်းဖဲပင်အောက်မှာငုတ်တုတ်ကြီးထိုင်နေလို့မက်ရင်ကိုတေချာမြင်လိုက်တာဘိုက်ကြီးကြီးနဲ့ငါလန့်လို့လိပ်ပြာတောင်လွင့်တော့မတက်ပဲတယောက်တစ်ပေါက်ပြောဆိုတန်ဒီကဝိုင်းထဲမှာစုညံနေရဲ့ခဏကြာတော့ဝိဖြူစင်ကျင်တဲ့လူတယောက်ခြံထဲကိုဝင်လာခဲ့တယ်အထက်လန်းစရာတင်နေအေးဘယ်တော့မှသွားပေးလိုက်တာလည်းမသိဘူးအဲ့လိုလူတွေပြောဆိုနေတဲ့ကြားမှာအဲ့ရဲ့လူကြီးကဂယုမဆိုင်ဖဲနဲ့အိမ်ပေါ်ကိုသာတက်လာခဲ့တယ်အထက်လန်းစရာကြီးအိမ်ထဲကိုချိချတာနဲ့
အငယ်မကအိတ်နေရကနေရုတ်တရက်ထအော်ပါလေရောထွက်သွားငါအိမ်ပေါ်တက်မလားနဲ့သွားငါခြံထဲကထွက်သွားအငယ်မလူမမာတယောက်နဲ့မတူပဲခက်ထန်ကြမ်းတမ်းနေတဲ့ဘလူးတကောင်ပမာနှုတ်ကထွက်နေတဲ့အတန်ကလည်းပုံမှန်လူတယောက်လိုမျိုးမဟုတ်ပဲတစ်ချက်អော်လိုက်တိုင်းအတန်စူးကနေတိမ်ဝင်သွားတယ်အဖေဖြစ်သူမောင်ကြိုင်နဲ့တင်မေစိန်တို့ကသူတို့ရဲ့သမီးအဖြစ်ကိုကြည့်ကမျက်နှာတွေပြက်ပြီးပူဆွေးနေကြတယ်တော်တော်ကျန်းတဲ့ပုံနှကတိုက်ထားတာကိုအထက်လန်းဆရာကအဲ့လိုပြောလိုက်တော့မောင်ကြိုင်တို့လင်မယားကရုတ်တရက်မျက်လုံးပြူသွားတယ်ဘလို့ဆရာကြီးပုံနှကတိုက်ထားတယ်အေးဟုတ်တယ်ဘာလို့အညှိုးထားတာလဲတော့မသိဘူးတိုက်ထားတာတော်တော်ကျန်းတယ်လွယ်တော့မလွယ်ဘူးလောက်ပါဆရာကြီးရဲ့ကျွန်တော်တို့သမီးရဲ့အသက်ကိုကယ်ပေးပါမောင်ကြိုင်အဲ့လိုပြောတော့အေးဆရာအကောင်းဆုံးလုပ်ပေးမယ်ပထမဆုံးဒီအိမ်မှာပုံနှကတိုက်တဲ့အင်းပြားတွေဒါမှမဟုတ်လက်ထိပ်တွေရှိလိမ့်မယ်အဲ့ဒါတွေကိုအရင်ရှာရမယ်ဟုတ်လားဆရာကြီးကျွန်တော်တို့ဘယ်လိုရှာရမလဲမပူပါနဲ့ဆရာရဲ့အဆောင်အရှောက်တွေကိုတာဝန်ပေးလိုက်မယ်မောင်ရင်ကဒီခြံထဲကိုလူတွေမဝင်စေနဲ့ဟုတ်ကဲ့ဆရာကြီးမောင်ကြိုင်ကလည်းခြံထဲကလူတွေကိုမဝင်ကြစေဖို့အတွက်ထွက်ပြောလိုက်တယ်ဝိုင်းထဲကလူတွေကိုဆရာကြီးကဝင်လို့မရသေးလို့အပြင်ထွက်ပေးကြပါတဲ့မောင်ကြိုင်နှစ်ခေါက်လောက်အဲ့လိုအော်ပြောလိုက်တော့ဝိုင်းထဲကလူတွေမှာတယောက်တစ်ပေါက်ပြောဆိုရင်ခြံထဲကနေထွက်ခွာသွားကြတယ်အဲ့လိုလူတွေခြံထဲကနေထွက်နေတော့ခြံရဲ့အစနာမှာမောင်ကြိုင်ကိုမကြည်မနှံ့တဲ့မျက်လုံးနဲ့စိုက်ကြည့်နေတဲ့မိန်းမကြီးတယောက်ကိုလှစ်ခနဲတွေ့မြင်လိုက်ရတယ်။မောင်ကြိုင်ကလည်းဘသူပဲဝါဆိုပြီးတော့ထက်ရှာကြည့်တော့အခုနကမိန်းမကြီးကိုမတွေ့တော့ပါဘူး။ပျောက်ချင်းမလားပျောက်သွားတဲ့အဲ့ရဲ့မိန်းမကြီးကိုမောင်ကြိုင်တနေရာမှာရင်းရင်းနှီးနှီးသိတယ်လို့ရှိရဲ့။စိတ်ထဲကမေးခွန်းနေနဲ့အိမ်ထဲကိုဝင်လာတော့အငယ်မဒေါသမျက်လုံးနေနဲ့အထက်လန်းဆရာကိုကြည့်နေစေပါ။မောင်ရင်တို့အိမ်သားမှာညညဆိုရင်ဘာတွေထူးကြတာတွေ့လဲ။ရှင်မောင်ကြိုင်တို့လင်မယားပြိုင်တူအာမေရိတ်တန်နဲ့ကိုစီထွက်သွားကြရင်ထူးကြတာဆိုမှကျုပ်တတိရတယ်ဟိုတလောတော့ကကျုပ်တို့ကိုနှောက်ချက်နေတဲ့ထူးကြတာဆိုမှကျုပ်တတိရတယ်ဟိုတလောတော့ကကျုပ်တို့ရဲ့အိမ်နောက်ဘေးမှာမိန်းမတယောက်ရောင်းလဲလဲလုံနေတာကျုပ်လဲရွာလူထင်ပြီးတော့ဘာမှမပြောခဲ့မိဘူးဘယ်အချိန်လဲအခုတခါမေးလိုက်တာကအထက်လန်းဆရာပါတင်မေစိန်ကအနှဲငယ်စဉ်းစားလိုက်ကဟိုမှောင်တော့မှောင်နေပြီတွေ့တော့ဘသူပဲဝါတိတ်မသေးကွယ်ဘူးနောက်ထပ်တော့မတွေ့တော့ဘူးယောက်ျားရောတွေ့မိသေးလားငါတော့ဘာထူးကြတာမှမတွေ့ခဲ့မိပါဘူးအေးကောင်းပြီအထက်လန်းဆရာကဆက်မမီးတော့ဘဲနဲ့မျက်လုံးကိုမိတ်ကအာယုံပြုတ်လိုက်တယ်ခဏကြာတော့အိမ်တစ်ခုလုံးရင်ထိုးလို့လိုက်ငါ့ကိုဘာလုပ်ကြမလို့လဲနင်တို့ငါအိမ်ကိုလည်းမောင်ပိုင်စည်းသေးတယ်ငါ့ကိုလည်းမထီမဲ့မြင်လုံနေကြပါလားနင်တို့သမီးမသေးစေခြင်းဒီအယုတ်တမောင်ငါ့အိမ်တရားနေထုတ်ပြီးအငယ်မအဲ့လိုထအော်တော့မောင်ကြိုင်တို့လင်မယားကမျက်လုံးပြူးသွားတယ်အေးနင်တို့မလုပ်ဘူးဆိုရင်အခုနင့်သမီးငယ်တင်မကအောင်နော်မြို့မှာကြောင်းတက်နေတဲ့အကြီးမကိုလည်းတတ်မှာမောင်ကြိုင်တို့ခမခြေမကင်မိလက်မကင်မိဖြစ်နေကြတယ်ဟေးအောက်တန်းကြလာကြည်လားဘယ်အညိုးတွေရှိလို့ဒီမိသားစုကိုဒီလိုလှုပ်ထားရတာလဲအထက်လန်းဆရာကပြောလိုက်တော့မှအငယ်မကရှိုက်ကြီးတငယ်ငိုချတော့တယ်ငါမေးနေရဲ့လေပြောစရာရှိတာပြောနေပုံနကတိုက်ထားတဲ့အင်းပြားတွေလည်းငါလက်ထဲရောက်နေပြီအထက်လန်းစီကလက်ဝါးဖြန့်ပြီးတော့ဘယ်အချိန်ကရောက်နေမှမသိတဲ့အဖြူရောင်အပြောင်းလေးတွေမှာရုတ်တရက်ထွက်ကြလာတယ်ပြောလေအငယ်မငိုရာရက်ပြီးတော့မောင်ကြိုင်တို့လင်မယားကိုလှည့်ကြည့်ကဒီလင်မယားမိသားစုပေါ်စစ်ပေတုံးကငတ်လွန်းလို့စံတပြီလေးတွားချီတာကိုခွေးလိုမောင်းထုတ်ကြတယ်အဲ့ဒီချိန်ကပြန်ပြီးဒေါသထွက်လိုက်ခြင်းပဲမဲ့ဒီကောင်မတင်မေစိန်ရဲ့ဦးလေးငါယောက်ျားကိုစိန်နုအောင်သူ့ရဲ့မျက်နှာနဲ့မို့လို့အန်ကျိတ်ပြီးပြန်လာရတာကိုစိန်နုအောင်တို့မိသားစုကငါနဲ့ယူလို့ဆိုပြီးတော့တေကန်းပြတ်ထားကြတာကိုစိန်နုအောင်တေတော့ကတော့အာတုဘအောင်မလာကြတဲ့သူတွေကအခုမှမျက်နှာပြောင်တိုက်ပြီးဒီမြေကိုမောင်းပိုင်စီးထားကြတာငါအိမ်ရှင်ဖြစ်ရတာနဲ့အိမ်ထဲကိုတော့ဝင်ခွင့်မရအောင်အခုလဲချန်ပီယံမှာစင်စင်ရဲရဲနဲ့နေနေရတယ်ပိုးစူးတာဒင်းတို့မိသားစုငါတို့အိမ်ထောင်ကြတော့ကသူ့သားနဲ့ယူရမလားဆိုပြီးလူငားပြီးတော့မတရားကျင့်တက်ခိုင်းသေးတာဒင်းတို့အမျိုးငါလုံးဝမကြိမ်နဲ့ဘူးအငယ်မစကားဆုံးတော့တင်မေစိန်ကမျက်နှာငယ်လေးနဲ့သမီးတို့ခွင့်လွတ်ပါတော်လေးရဲ့အဲ့ဒီချိန်တော့ကသမီးယောက်ျားနဲ့ရန်ဖြစ်ထားတဲ့အချိန်ဆိုတော့ခက်ထန်တဲ့စကားတွေပြောထွက်မိသွားတာပါဒီကပြောရတဲ့လောက်ဆိုရင်ခမရကဒီရွာထွက်သွားတယ်မလားဘာလို့အခုမှရုတ်တရက်လာပြီးတော့ဒီလိုလုပ်ရတာလဲမဟုတ်ပါဘူးငါတည်ရကြပြီကိုစိန်နုအောင်ဆုံးတာမကြခင်ငါလဲသူ့စိတ်နဲ့တည်ခဲ့ရတာမယုံရင်နှမ်းဖဲပင်ချင်ရင်မှတူးကြည့်ဘလို့အဲ့လိုဆိုရင်ခမရရဲ့လောင်ဘသူမြုပ်ထားတာလဲရွာလူတွေလားမဟုတ်ဘူးငါယောက်ျားကိုစိန်နုအောင်မြုပ်ပေးတာဟင်
မောင်ကြိုင်တို့လင်မယားကအငယ်မရဲ့စကားကိုကြားတော့စက်သိန်းတစ်ဖြန်းဖြန်းထသွားကြတယ်။ဆိုတော့ခမည်းယောက်ျားတမလွန်ဘွားကနေမြုပ်ပြီးခဲ့တာပေါ့။ဟုတ်တယ်။အထက်လန်းဆရာကခေါင်းတငိမ့်ငိမ့်လောက်ကဒါပေမဲ့ခမည်းကဒီလူသားတွေနဲ့ဘာမှမဆိုင်တော့ဘူး။ခမည်းကိုအမျှတန်းပေးရင်ခမည်းထွက်သွားမှာလား။အငယ်မခဏကြာငြိမ်သက်နေကမကြည်နဲ့ဘူးတော့တွေးလေစိတ်နာလေးပဲ။ကောင်းပါပြီ။ငါထွက်သွားမယ်။ဒါပေမဲ့ဒီမိသားစုလည်းထွက်သွားရမယ်။အထက်လန်းဆရာကတင်မီစိန်တို့လင်မယားကိုတစ်ချက်ကြည့်လိုက်တယ်။သူတို့လင်မယားကစိတ်တက်ကြတော့ခေါင်းညိတ်ရုံပဲတက်နိုင်တော့တယ်။သမီးလေးကိုခွင့်လွှတ်ပေးပြီးဒီအိမ်ကနေထွက်သွားပေးပါမယ်။ကြားလား။ကဲခမအေးအေးစစ်စစ်ထွက်သွားတော့ဟုတ်ကဲ့ဒါပေမဲ့ငါ့ကိုအမျှမပေးပါနဲ့ငါဘာသာငါထွက်သွားခြင်းဟာကိုသွားမှာပါကဲငါသွားပြီစကားလေးဆုံးအငယ်မရဲ့တကူလုံးတဖြန်းဖြန်းနဲ့တုံကတတိလစ်သွားခဲ့တယ်နောက်တနေ့ရောက်တော့အထက်လန်းဆရာကအဲ့ဒီအိမ်ရဲ့မြေကိုချီမန်းကျိုးတွေနဲ့စီးတားကအိမ်ဝိုင်းတစ်ခုလုံးကိုစံနေနဲ့ကျဲလိုက်တယ်တင်မီစိန်တို့ကလည်းအထုပ်ပိုးကိုစီကိုင်ကအိမ်ကနေထွက်ခွာလာခဲ့ကြတယ်အားလုံးထွက်သွားပြီးရနဲ့အိမ်ရဲ့အမောင်ဆုံးတနေရာမှာမိမတယောက်ကပြုံးလျက်ကြံခဲ့တာနှစ်တွေလတွေကြတော့အိမ်ရဲ့ခြံဝိုင်းကြီးမှာခြုံရွယ်ထူတွေထူထပ်ပြီးတော့အိမ်ပြက်ကြီးဖြစ်တာရှိရောတယ်။နန်းဖဲပင်ရလည်းအရင်လိုမျိုးတစ်ချောက်ပင်မဟုတ်တော့ဘူး။ဒါပေမဲ့လာပြင်းညရောက်တိုင်းအိမ်ရဲ့ခြံပြက်ကြီးစီမှာမုံထောင်းတန်တို့တချင်းကြီးတန်တို့ကိုကြားရတယ်။ဒါကြောင့်ဘသူမှအိမ်ရဲ့ခြံနာကိုမကန့်ရဲတော့ပါဘူး။ပရိသတ်များရှင်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ပရိသတ်ကြီးတို့နားဆင်နိုင်ဖို့အတွက်နောက်ထပ်ဇလန်လေးတစ်ပုဒ်ကိုလည်းတင်ဆက်ပေးချင်ပါသေးတယ်။ဇလန်လေးရဲ့နာမည်ကတော့ပြန်လန်းမဲ့တောဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်ရှင်။ဒီနေ့မှနှင်းနေရပိုကြလေသလား။အရင်ကအတွေ့အကြုံမရှိရဲ့တောပြစ်ထွက်ရတာကအခက်အခဲတွေများတာ။တောရဲ့အကြောင်းလည်းသိချာမသိဘူး။အလုပ်တစ်ခုကိုပြုံးစားကြီးလုပ်ရတာမို့ချမ်းဤတရားစိတ်တွေပါညစ်တယ်။အခုလေတောထဲဝင်လာကြရနှင်းနေကြနေရမို့ပတ်ဝန်းကျင်ကမသေးမကွယ်ရှေ့ဆက်သွားဖို့ကလည်းလမ်းသိတဲ့မိတ်ဆွေတငယ်ချင်းကလည်းမပါ။ချမ်းဤအခုအလုပ်ကိုစိတ်ပါလို့လုပ်ခဲ့ခြင်းမဟုတ်တော့ပို့ပြီးတော့အခက်တွေ့တာပေါ့။ချမ်းဤမှာအရင်ကကြက်မွေးမြူရေးလုပ်ခဲ့တယ်။အစတုန်းကတော့အလုပ်အောင်မြင်ရှိခဲ့ပေမဲ့နောက်ပိုင်းကြက်တွေယောဂကျလာတော့တဖြည်းဖြည်းအရင်ပြုတ်ရမှစီးပွားရေးပြက်ကိန်းကိုစိုက်ရတော့တယ်။အိမ်ကမိန်းမစုအမေတို့ကစုနဲ့ချမ်းဤစိတ်တွေညစ်လာခဲ့တယ်။လက်ထဲနလန်ထူဖို့ငွေအလုံးလောက်မရှိတော့တနေ့မိန်းမဖြစ်သူရဲ့အခုရဲ့မိတ်ဆွေတယောက်နဲ့ဆက်သွယ်မိရဲ့။သူကတရုတ်လူမျိုးတယောက်ချမ်းဤကိုတောရရတောကောင်ကြီးကြီးကိုရှာပေးရင်တောကောင်ရေတွက်လိုက်ပတ်စံပေးမယ်လို့ပြောလာခဲ့တာ။ဆက်တို့တရေတို့တကောင်ကိုငါးချက်မှ1000တိတိရမှာဖြစ်ပြီးတော့ချမ်းဤစဉ်းစားမိရဲ့။သူတို့ရွာရဲ့နောက်မှာရှိရဲ့ရိုးတောထဲမှာတားကောင်တွေတော်တော်ပေါ်တယ်။အမဲလိုက်တဲ့လူရဲ့လို့မရှိတော့ဒီရဲ့အခွင့်အရေးကသူ့အတွက်အကောင်းဆုံးပါ။ဒါကြောင့်နောက်ဆက်တွဲမတွေးတော့ဘဲနဲ့အခုအလုပ်ကိုလက်ခံခဲ့တယ်။အခုချိန်မှာတော့ချမ်းဤတောထဲကိုဝင်ဖို့အတွက်စိတ်ကုန်လာခဲ့တယ်။တောပြစ်တဲ့အတွေ့အကြုံတောကောင်အကြောင်းတွေမသိဘူး။ပြီးတော့သူထင်တယ်လို့ရိုးတောထဲတောကောင်သိမ့်မတွေ့ဘူး။လူကြီးတွေပြောတော့ရိုးတောအကျော်နတ်မွေတောမှာတောကောင်ပေါ်တယ်လို့ဆိုတယ်။ဒါပေမဲ့နတ်မွေတောကတောကျန်းနဲ့တာမန်လူတယောက်ဖို့မသွားသင့်မသွားအပ်တဲ့နေရာတစ်ခုဖြစ်တာကြောင့်ရွာလူတွေမိထားတဲ့တောတစ်ခုပဲဖြစ်တယ်။ချမ်းအေးစဉ်းစားမိပါတယ်။ရွာလူတွေကပါဇက်ရာဇဝင်လို့သာပြောနေကြတာ။ချမ်းအေးစဉ်းစားမိရဲ့ရွာလူတွေကပါဇက်ရာဇဝင်လို့သာပြောနေကြတာ။တကယ်တမ်းဆိုရင်နတ်မွေတောကိုတောကျန်းတယ်လို့ပြောပေမဲ့ဘယ်သူမှနတ်မွေတောအကြောင်းကိုသိချာမသိဘူး။ဒါကြောင့်ဘလို့ပဲဖြစ်ဖြစ်တခါတော့တော့နတ်မွေတောကိုသွားအောင်မယ်။တကယ်လို့သူတို့ပြောတဲ့အတိုင်းဆိုရင်ပထမတစ်ခါပြီးရင်နောက်ထပ်မသွားလို့ရသေးရပဲ။ချမ်းဤစိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်လာခဲ့တယ်။မိမဖြစ်သူကအိမ်ပေါ်မျက်မှောင်ကျုံပြီးတော့ဘယ်မလဲတော့ကောင်ဒီနေ့လက်ပလာပဲမလား။ကြာရင်ကျုပ်တို့ထမင်းငတ်ပြီးတော့သေတော့မယ်။တင်းထဲကဆန်နေလဲကုန်နေပြီတော့။ချမ်းဤဘာမှဆက်မပြောခြေကုံလက်ပန်းချပြီးတော့မှကိုပြစ်ပေါ်မှာဘုံကနေလဲချလိုက်တယ်။သူ့ရဲ့စိတ်ထဲမနှက်ပြန်နမွေတော်စီကိုသွားပြီးတော့တားကောင်ကြီးအများကြီးပြစ်မယ်လို့တွေးထားတယ်။ပြီးတဲ့နောက်လှဲရာကနေထားကမိမမနှက်ပြန်ထမင်းစောကြီးချက်ထားငါနမွေတော်စီကိုသွားပြီးတော့တားကောင်သွားပြစ်မလို့အဲ့ရဲ့စကားကိုကြားတော့မိမဖြစ်သူជីជីကဘာရဲ့နမွေတော်ကိုသွားပြီးတော့တောသွားပြစ်မယ်။အိုးတော့ရှင်ယူနေလားအဲ့တော့ကြောင့်ရှင်မသိတာလည်းမဟုတ်ဖ ೇನೆဒီလောက်တောကျန်းလို့လူတွေမသွားရဲတာတော့မင်းကလည်းတောကျန်းတယ်လို့ပြောရအောင်အဲ့တော့လည်းမင်းရောက်ဘူးလို့လားရွာတွေကလူတွေလည်းပြောတာပြောနေကြတာဘလို့တောကျန်းတယ်ဘာတွေဖြစ်တယ်ဆိုတာဘသူကတေချာသိလို့လဲငါပြောပြီးသားနော်မနေ့ကျရင်ထမင်းမဲအစောကြီးချက်ထားညနေကျရင်တားကောင်တွေအများကြီးနဲ့ပြန်လာတာကိုနင်းမြင်ပြီးသားမှတ်ချမ်းကြီးပြောရမှလက်ကနေထကရေချိုးဖို့အတွက်အိမ်နောက်ဖေးကိုဝင်လာခဲ့တယ်
ကြီးမာတော့ခေါင်းမာတဲ့သူ့ယောက်ျားကိုကြည့်ကတက်ပြင်းချမိရောတယ်။တောတောင်တခွင်မြူတွေဆိုင်ပြီးတော့တိတ်ဆိတ်မှုတွေပြည့်နှက်နေတဲ့ဒီရဲ့အချိန်ချမ်းအေးတယောက်ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီးရိုးတောထဲကိုဝင်လာခဲ့တယ်။သူ့ရဲ့အဓိကဥတီချက်ကနတ်မွေတောစီပဲဖြစ်ပါတယ်။တပြေးပြေးနေအောင်တန်းလာတော့မြူတွေကင်းစင်လာတယ်။ရှီလန်းတခြားရှင်းရှင်းလင်းလင်းမြင်ရတော့ပုံမှန်ထက်ခြေလန်းကိုခက်မြန်မြန်ရှောင်လိုက်တယ်။ရိုးတောကိုဝင်လာပြီးတော့တပြေးပြေးတောနှက်လာတာကိုချမ်းအေးတတိမထားမိပါဘူး။နတ်မွေတောဆိုတာကိုသာရောက်လို့ရောက်ညာသွားနေရရှေ့မှာငကားဘူပင်တွေပြည့်နေကြသွားမဲ့လမ်းကပိတ်ထားသလိုဖြစ်နေရဲ့ချမ်းအေးဘာမှမတွေးဘဲနဲ့ပါလာတဲ့ဓာတ်ကိုထုတ်ကငကားဘူပင်တွေကိုခုတ်ထွင်ရှင်းလင်းကြတော့တယ်ငကားဘူပင်တွေကထွက်တဲ့အဖြူရောင်အဆေးတွေကခန္ဓာကိုယ်အနှံ့အပြားမှာပြည့်နေတော့ရားကြည့်ကြည့်နေပါငကားဘူပင်တွေကိုခုတ်ထွင်ပြီးတော့လမ်းတွေရှင်းသွားတဲ့ချမ်းအေးကရှေ့ကိုမျှော်ကြည့်လိုက်စဉ်သူ့ရဲ့ခရီးဖြစ်တဲ့နတ်မွေတော်ကိုမြင်နေကြပြီဖြစ်တယ်နောက်ထပ်ကွန်းတရာညက်ခန်းဆိုရင်နတ်မွေတော်ကိုရောက်ပြီဖြစ်တယ်ချမ်းအေးကမမောနိုင်ပဲအမြန်ရောက်ဖို့သာစိတ်ထဲလောနေတော့တယ်အဲ့ဒီချိန်သူ့ရှိမှရှောက်လာတဲ့လူတစ်ယောက်ကိုရုတ်တရက်မြင်လိုက်ရှာတယ်ဟင်ဘသူကများနတ်မွေတော်စီကိုလာတာလဲဧကန်ကငါ့ထက်ဦးရဲ့မုတ်ဆိုးတွေများရှိနေပြီလားချမ်းအေးကရှောက်လာတဲ့သူတွေစီကိုသွားပြီးတော့မေးကြည့်ဖို့အတွက်ဟန်ပြင်လိုက်စဉ်သူ့ရဲ့ကိုယ်မှာချမ်းအေးစီကိုသာတမင်လာနေပြီးတော့ချမ်းအေးကလည်းအဲ့ဒီသူစီကိုသွားလိုက်တယ်အဲ့ဒီလူကချမ်းအေးနားလေးရောက်ရောဟင်မုတ်ဆိုးလေးမဟုတ်ဘူးအဖိုးကြီးတယောက်ပါလားနတ်မွေတော်စီမှာလူတွေလဲနေရလားအဲ့ဒီဘိုးရဲ့အနားကိုရောက်လာတော့ပြို့အဖိုးကဘယ်ရလာတာလဲချမ်းအေးစပြီးတော့မေးလိုက်ပေမဲ့အဲ့ဒီရဲ့အဖိုးကြီးဟာအရေးတောင်မဆိုင်ဘဲနဲ့ချမ်းအေးရဲ့ရှေ့ကိုသာရှောင်လာတယ်ချမ်းအေးနားကိုရောက်ခံနီးလေလေမြန်တဲ့မြန်လာလေလေဖြစ်တယ်အဖိုးစကားမဆုံးခင်မှာပင်အဲ့ဒီရဲ့အဖိုးကြီးကချမ်းအေးကိုဝင်တိုက်လိုက်တော့တယ်အမလေးအရွယ်နဲ့မလိုက်အောင်အရှိန်အားကောင်းကောင်းနဲ့ဝင်တိုက်လိုက်တာကြောင့်ချမ်းအေးဟာဘုံကနေမြည်အောင်လဲကျသွားတယ်ချမ်းအေးကလည်းဒေါသထွက်သွားပြီးတော့အဖိုးကြီးကိုကြည့်လိုက်တော့ဟာဘယ်ရောက်သွားတာလဲအခုနောက်ကဝင်တိုက်တဲ့အဖိုးကြီးကအဲ့ဒီနေရာကနေပျောက်ချင်းမလားပျောက်သွားတယ်ချမ်းအေးတယောက်အံ့ဩတုန်လှုပ်သွားတယ်ဒါဆိုရွာလူတွေပြောတဲ့နတ်မွေတော်ကတကယ်ပဲတောကျက်လာလားအိုးဘာဖြစ်မှာမို့လဲနာနာဘဝဆိုတာလူကို6လန့်ရုံပဲတက်နိုင်တာဘာပဲဖြစ်ဖြစ်ငါတော့ဆက်သွားရမယ်ချမ်းအေးကြောက်စိတ်ကိုဖယ်ထုတ်ပြီးတော့ဘာမှမတွေးဘဲနဲ့ဆက်ပြီးတော့ခရီးဆက်ဖို့အဲ့နေရာကနေထကနတ်မွေတော်စီကိုရှောက်လာတော့တယ်တဖြည်းဖြည်းနဲ့နတ်မွေတော်အစကိုရောက်လာတော့တောကောင်ပြစ်ဖို့အတွက်ဒူးလေးကိုအစင်းသင့်ပြင်ထားလိုက်တယ်တောထဲဆက်ဝင်လာရာတစ်ပင်အမြင့်အကိုင်းမှာမြောက်လဲချုံလုံးတစ်တိုက်ကိုတွေ့ရတယ်မြောက်တွေကချမ်းအေးကိုမြင်တာနဲ့အော်တန်အမျိုးမျိုးပေးပြီးတော့တောနက်ထဲကိုဝင်ရောက်ပြောက်ကွယ်သွားကြတယ်ချမ်းအေးဟာတောထဲဝင်ကလေးကတတိကြီးစွာထားနေကြတယ်တောဆိုတာကမာယာများတယ်တတိလက်လွတ်နေလို့မရအောင်ဒူးလေးကိုဟန်တပြေပြေနဲ့ရှောင်လာရာအရှိမခြုံတိုးတန်တစ်ခုကိုကြားလိုက်ရတယ်ချမ်းအေးဟာပျော်ရွှင်တဲ့မျက်နှာထားဖြစ်သွားတယ်တေးကြတာဒီရဲ့ခြုံတိုးတန်ကတောဝက်ကြီးကြီးတကောင်ဖြစ်ရမယ်ဒူးလေးကိုခြုံစီကိုချိန်ပြီးတော့ဝှက်ခနဲပစ်လိုက်တယ်မြားဝင်သွားပြီးရနဲ့ခြုံထဲကတောဝက်အတန်တွေထွက်လာခဲ့တယ်ချမ်းအေးခြုံထဲကိုပြေးဝင်လာရာသူထင်ထားသလိုပင်လမ်းဆောင်မှာမြားဆိုင်ပြီးတော့လူးလဲနေတဲ့တောဝက်တကောင်ချမ်းအေးမှာပါလာတဲ့ဓာတ်နဲ့တောဝက်ကိုထိုးတက်လိုက်တယ်ဓာတ်နဲ့ထိုးလိုက်မှတောဝက်ကအသက်ပြောက်သွားတော့တာအဲ့ဒီရဲ့တောဝက်ကိုຫນွေနဲ့ရစ်ပတ်ကတစ်ပင်ချီရင်မှာထားပြီးတော့နောက်ထပ်သားကောင်ပစ်ဖို့အတွက်ဝင်လာခဲ့တယ်မိနစ်ဝက်ခန့်ရှောက်လာပေမဲ့လေတောဝက်ကလွဲပြီးတော့နောက်ထပ်သားကောင်မတွေ့တော့မောမောနဲ့ရေတပန်းပင်အောင်မှာထိုင်ချလိုက်တယ်ခါးမှာချိတ်ထားတဲ့ရေဘူးကိုအသင့်ထုတ်ယူကအမောပြေတငုံနှစ်ကုံတောက်လိုက်တယ်အဲ့ဒီနောက်မှာတော့သူ့ရဲ့နားတဲ့မိမတယောက်တချင်းဆိုတဲ့တန်ကိုရုတ်တရက်ကြားလိုက်ရတယ်ချမ်းအေးတီချာနားထောင်ကြည့်လိုက်ရာအတန်ကသူနဲ့မလန့်မကန့်လာနေခြင်းပဲဖြစ်ပါတယ်ချမ်းအေးတီကျင်စိတ်ကိုမထိန်နိုင်တော့အခုလိုတောကြီးမျက်နှာထဲဘယ်ကမိန်းကလေးလာပြီးတချင်းဆိုနေလဲဆိုတဲ့မိကွန်းကချမ်းအေးကိုတိလိုစိတ်တွေပြင်းပြလာစေခဲ့တယ်ချမ်းအေးနေရာကနေထပြီးတော့ခြေတံတူးတူးနဲ့အနားကိုကတ်လျှောက်သွားရာဒါပေမဲ့လေအတန်နားကိုရောက်ခံနီးလေအတန်ပူဝေးသွားတယ်လို့ဖြစ်လာတယ်တချင်းတန်ကဆွဲငင်အားကောင်းလို့လားမသိချမ်းအေးသားကောင်ပြစ်ဖို့တတိမရပဲအဲ့ရဲ့တန်နောက်ကိုသာတဖြည်းဖြည်းနဲ့လိုက်လာခဲ့တယ်ချမ်းအေးခြေတလန်းလှမ်းလိုက်တိုင်းကောင်းကင်ကပူပြီးတော့မှောင်တက်မောင်လာခဲ့တာအဲ့ဒါကိုချမ်းအေးတတိမထားမိနေပါဘူးတဖြည်းဖြည်းလိုက်လာတော့နောက်ဆုံးရေတကွန်အောက်မှာသူ့ကိုကြောပေးပြီးတော့ထမိန်ရင်ရှားနဲ့ရေရှိုးနေတဲ့မိန်းမတယောက်ကိုတွေ့လိုက်ရတယ်ဟင်နောက်ကကြည့်တော့တိတ်လှတဲ့မိန်းကလေးပါလားယောက်ျားတို့မြည်သည်အလားပအားကောင်းတဲ့မိန်းမကိုမြင်ရင်မမောယူထုံးစံပါအခုလေချမ်းအေးတယောက်အဲ့ရဲ့မိန်းမကိုမျက်တောင်မခတ်ပဲစိုက်ကြည့်လို့နေရင်တချင်းတန်ဆုံးတာနဲ့အဲ့ရဲ့မိန်းမကအနားမှာရှိတဲ့ခြုံဘဝကိုလှမ်းဆွဲပြီးတော့အမောင်ရောက်နေရသိပါတယ်ဘယ်ရလဲအမောင်
ကေတရီရဲ့အလှကိုကြိုက်လို့ဒီလောက်ထိစိုက်ကြည့်နေရလားအဲ့ရဲ့စကားကြောင့်ချမ်းအေးကလန့်သွားတယ်လို့ပါကျုပ်ရောက်တာကိုမိန်းကလေးကဘလို့သိတာလဲဘလို့သိပေါ့အမောင်ကကေတရီကိုပြန်ပြီးတော့မေးခွန်းထုတ်နေရလားမျက်နှာကိုကြောခိုင်းပြီးတော့ပြောနေတဲ့အဲ့ဒီမိန်းမရဲ့စကားတန်ကချမ်းအေးကိုညှို့ယူထားတယ်လို့မျိုးမဟုတ်ပါဘူးကျုပ်ကမဲစာရွာပါဒီကိုတောပြစ်ထွက်လာရင်မိန်းကလေးတန်ကြားလို့လာကြည့်တာအဲ့ဒါဆိုအမောင်ကေတရီနဲ့နေလေအလိုပြဘာလဲအမောင်ကကြောက်လို့လားလောင်ပြောင်ကြီးစေတယ်လို့ပြောလိုက်တာကြောင့်ချမ်းအေးကရှက်တယ်လို့ဖြစ်သွားတယ်မဟုတ်တာဗျာကျုပ်မှအိမ်အောင်ရှိတယ်ကျုပ်ကမိန်းကလေးကိုကြိုက်တယ်ဆိုရင်တော့ဘလို့လို့ဖြစ်နိုင်မှာလဲကဲမိန်းကလေးလည်းပြန်တော့လေဘယ်မှာနေရလဲကေတရီကဒီတောထဲမှာနေတာလေဘယ်ကိုပြန်ရမှာတော့ပြီးတော့အမောင်ကကေတရီကိုကြိုက်တယ်ဆိုတော့ကေတရီအမောင်ကိုခေါ်ထားတော့မယ်အလိုစကားဆုံးတာနဲ့အဲ့ရဲ့မိန်းမကချမ်းအေးဘက်ကိုတပြေးပြေးလှည့်လာတယ်ပြီးရဲ့နောက်အဲ့မိန်းမမျက်နှာချမ်းအေးစီကိုအရောက်ဟာဘာကြီးတော့မျက်နှာအရေပြားတို့ကတွန့်လင်တွဲကြနေတဲ့အဲ့မိန်းမကိုမြင်တော့ချမ်းအေးကသွေးပြတ်မတက်ပါအမောင်ပဲကေတရီကိုကြိုက်တယ်ဆိုလာလေအခုတစ်ခေါက်ပြောလိုက်တဲ့အတန်ကအစတုန်းကပြောတဲ့အတန်ချူချူမဟုတ်ဘဲနဲ့အတက်တက်ကွဲရှရှအတန်မျိုးအမလေးဘာကြီးလဲငါနောက်မလာနဲ့သွားချမ်းအေးကအဲ့နေရာကနေထပြီးတော့ပြေးတော့တယ်ဒါပေမဲ့အပြန်တော့လိုလင်းနေတာမဟုတ်ပဲတောတခွင်လုံးအမောင်ကျနေတော့လမ်းကိုတတိချာချာမမြင်ရတော့ဘူးဘယ်ကိုပြေးတာလဲလာခဲ့မင်းဒီတောထဲကနေပြေးလို့မလွတ်ဘူးဟာတောတစ်ခုလုံးအဲ့ရဲ့မိန်းမရဲ့တန်ကပြည့်နှံ့နေတာချမ်းအေးကမောပန်းလွန်းတာကြောင့်စက်ပြေးဖို့အတွက်အားရင်ကုန်ခန်းနေတယ်လို့လာတော့ကအတိုင်းပဲခြေဦးတရားပြီးတော့တောဝက်ကိုခြိထားခဲ့တဲ့တစ်ပင်နာကိုရောက်လာခဲ့တော့တယ်ချမ်းအေးတေချာကြည့်လိုက်တော့နွဲပင်တွေပြက်နေလို့တောဝက်မရှိတော့ပါဘူးဟင်တောဝက်ကိုငါတေချာတက်ဖြတ်ပြီးမှခြိထားခဲ့တာလေအခုဘယ်ကိုရောက်သွားတာလဲချမ်းအေးရဲ့တကူလုံးစက်သိန်းတပြန်းပြန်းထကအဲ့နေရာကနေခြေကုံတုပ်ပြေးရတော့တယ်အဲ့ဒီချိန်သူ့ရဲ့ရှေ့မှာဆိုင်းတန်ပုံတန်တွေကိုထက်ကြားရပြန်နေဆိုင်းတချင်းတန်နဲ့ဘုံတန်တွေကချမ်းအေးစီကိုလာနေခြင်းမှာလူတွေများလားဟင်မဖြစ်နိုင်ဘူးဖះဘယ်လိုလုပ်ရတော့မလဲချမ်းအေးကဒူးလေးကိုအသင့်ပြင်ထားလိုက်တဲ့အကြောက်တရားတွေပြည့်နေရကြောင်းရှင်နေလက်တွေတလက်လက်နဲ့တုံကဇောရွှေတွေပြန်နေရဲ့ဆိုင်းတန်တွေကသူ့ရဲ့နားကိုရောက်ခံနေလိုက်အဝေးကအတန်လိုမျိုးဖြစ်သွားလိုက်နဲ့အဲ့လိုတွေဖြစ်နေလေရာဆက်နေဖို့ရမဖြစ်နိုင်တော့ဖြစ်လို့ရဖြစ်ရှေ့ဆက်တိုးပြီးတော့ဆက်ပြေးတော့တယ်ဘလောက်ထိပြေးတယ်မသိခြေလန်းဆုံးတော့သူ့ရဲ့ရှေ့မှာရွာကြီးတရွာပွားကနေပေါ်လာခဲ့တယ်တေးကြတာကအခုရွာကချမ်းအေးတို့ရဲ့ရွာမဟုတ်ဘူးချမ်းအေးကလည်းရွာကိုတွေ့တော့နည်းနည်းစိတ်သက်သာရသွားတယ်လို့ပင်အနှဲငယ်အကူကြီးတောင်းပြီးတော့ခိတခဏနာဖို့အဲ့ရဲ့ရွာတွေကိုချမ်းအေးဝင်လာခဲ့တယ်ဒါပေမဲ့ချမ်းအေးဝင်သွားတာနဲ့နမွေတော်ဒါမှမဟုတ်ပြန်လန်းမဲ့တဲ့တော်ရဲ့ပြန်လန်းမဲ့ရွာဖြစ်နေတာကိုချမ်းအေးတယောက်မသိခဲ့ပါဘူးပြန်လန်းမဲ့ရွာထဲကိုဝင်လာတာနဲ့အရှိတ်ဘက်စီကဆိုင်းတန်ပြောတန်ကိုကြားရတယ်ဒီရွာမှာအလူပွဲများရှိလို့လားချမ်းအေးကြောက်စိတ်ကမပြေသေးတာကြောင့်ရွာထဲကိုကူညီတောင်းပြီးတော့ခဏတစ်ဖြုတ်နာဖို့အတွက်ရှားဆောင်ပင်နဲ့ခြံဝိုင်းခတ်ထားတဲ့အိမ်စီကိုဝင်လာခဲ့တယ်။အိမ်ရှိကိုပြစ်မှာလူနှစ်ယောက်မျက်နှာချင်းဆိုင်ထိုင်ကကြောက်ရွံ့ပမာငြိမ်သက်နေရဲ့။ဒီမှာခမကျုပ်တောတွေကတောချောက်ခံရလို့လမ်းပြောက်ပြီးတော့ရောက်လာခဲ့တာပါ။ကျုပ်ကမဲစာရွာပါ။အဲ့ဒါဒီမှာခဏနေလို့ရမလားခမ။ချမ်းအေးအဲ့လိုပြောလိုက်ပေမဲ့သူတို့နှစ်ယောက်မှလှဲ့တောင်မှမကြည့်ဘူး။ချမ်းအေးကလည်းဇဝေဇဝါဖြစ်သွားကဒီလူတွေငါပြောတာကိုကြားရတာနဲ့တမင်အရေးမလုပ်တာလားတကူရဲစိတ်ထဲမှာရေရွတ်ရင်းနဲ့သူတို့ရဲ့အနာကိုရှောက်သွားလိုက်တယ်ချမ်းအေးကအဲ့ရဲ့လူနှစ်ယောက်နာကိုရောက်ခံနေအဲ့နှစ်ယောက်ကပြိုင်တူလှည့်ကြည့်လိုက်ကြတယ်ပြီးတဲ့နောက်ပိန်တွယ်လူကမဲပြုံးတစ်ချက်ပြုံးကသူ့ရှိကလူကိုတဟီဟီနဲ့သူ့အရှိကလူကိုတဟီဟီနဲ့ရီကငါတို့အတွက်အစာပေါ့နော်လို့ပြောလိုက်တယ်ဗျာဘာပြောတာလဲချမ်းအေးကနားမလည်နိုင်တာကြောင့်ကြောင်တောင်ဖြစ်သွားမိရဲ့ချမ်းအေးကိုကြည့်ပြီးတော့ဝဝဖန်ဖန်နဲ့လူဟာအော်ဒီကရောင်းရင်ကလမ်းပြောက်လာတာလားဟုတ်ကဲ့နတ်မွေတော်တဲ့အမဲသွားပြစ်တာတောချောက်ခံရလို့ဘလို့တောချောက်ခံရတာလဲပိန်တွယ်လူကမေးလိုက်ရာမိန်းမတယောက်ရေချိုးနေတာအဲ့ဒါကျုပ်ကလူထင်ပြီးတော့စကားပြောမိရဲ့နောက်မှအဲ့မိန်းမလူမဟုတ်ပဲမကောင်းဆိုးဝါးတကောင်ဖြစ်မှန်းသိတာချမ်းအေးစကားဆုံးတော့အဲ့လူနှစ်ယောက်ကပြုံးပြီးတော့အဲ့ဒါဆိုရင်ဒီမှာခဏနာနောက်မှရောင်းရင်တို့အိမ်ကိုပြန်ပေါ့အေးဆေးပဲမလားရွှေရီဒီမှာဧည့်သည်ရောက်နေလို့ရင်နှွေးချမ်းလေးယူလာခဲ့ပါဦးကျုံနာမည်ကအားတင်ပါဒါကခတ်မောင်လို့ခေါ်တယ်ဟုတ်ကဲ့ကျုံနာမည်ကချမ်းအေးပါတယောက်ကိုတယောက်မိတ်ဆက်ပြီးကြတဲ့နောက်အားတင်ကရောင်းရင်
ထမင်းတို့ရောစားခဲ့ပြီလားဟုတ်ကဲ့တောထဲမှာမလာခင်ကလေးကစားလာခဲ့တာပါအော်အေးဒါဆိုရင်လေတက်တောင့်တက်တာအနားယူဗျာတာလေးရဲ့စကားဆုံးတော့အိမ်ထဲမိန်းမတယောက်ထွက်လာကစပွဲပေါ်ကိုရင်နွေးကြမ်းချပြီးကျုပ်မေးစရာရှိလို့ဒီရွာမှာအလူပွဲရှိတာလားဗျဟိုရွာထဲဝင်လာကြရစိုင်းတန်နေကြားလို့ပါဆန်အေးအဲ့လိုပြောလိုက်တော့အာတင်နဲ့ခတ်မောင်ဆိုတဲ့သူတို့ကအာဘတရရှိမောရင်ဘယ်ရတာအလူလဲအာတုပါဗျဟင်အာတုပါဟုတ်တယ်လူကတော့မသေးသေးဘူးဒါပေမဲ့ဒီလူသေးဖို့အတွက်ကြိုပြီးတော့အာတုပါစိုင်းတီးထားတာဗျာဆန်အေးရအဲ့လူနှစ်ယောက်ရဲ့စကားကြောင့်အသေးတွေပြောင်းဆန်အောင်ဖြစ်သွားဆိုင်တသက်နဲ့တကူအခုလိုမျိုးမကြားဘူးတာကြောင့်တော်တော်ကြောက်ဖို့ကောင်းတာပါလားဆိုပြီးအတွေးဆက်တိုက်ဝင်လာခဲ့တယ်ဒါကကျုပ်တို့ရဲ့ထုံးစံလေးအော်ဟုတ်ကဲ့ကြောင်တောင်တောင်ကောင်းငိမ့်ပြပြီးတော့အိမ်ဝိုင်းကိုမျက်စိကစားကတစ်ချက်ဝိဝိုက်ကြည့်လိုက်တယ်အိမ်ချန်ဝိုင်းကတော်တော်ကျဲတယ်ဝိုင်းထဲဝါးပင်တွေပြည့်နေတာအိမ်ကအိမ်ရခိုင်ဆောက်ထားတာကြောင့်ခန့်ခန့်ကြီးပါဒါနဲ့ဒီရွာကိုဘယ်လိုခေါ်လဲကျုပ်တခါမှမရောက်ဘူးလို့ပါချမ်းအေးရမေးလိုက်တော့ခတ်မောင်ကနတ်ထီရွာလို့ခေါ်တယ်ဟင်နတ်ထီရွာနာမည်ကတော်တော်ဆန်းနေနတ်ထီဆိုတာကဗလာလို့ဆိုလိုခြင်းဖြစ်တာကြောင့်အခုရွာကတော်တော်ဆန်းပြားတယ်လို့ဆိုရမယ်ရောင်ရင်ရဲ့မဲစာရွာတော့ကျုပ်တို့သိတယ်ကဲဗျာရောက်တုံးရောက်ခိုင်နနနေနော်ကျုပ်အာသူဘစီကိုခဏသွားလိုက်အောင်မေပြောဆူနဲ့အဲ့ရဲ့နှစ်ယောက်ကနေရာကနေထပြီးတော့ချန်ပီယံကိုထွက်ကရွာရှိစီကိုထွက်သွားကြတော့တယ်ချန်အေးကမောလာတဲ့ဒဏ်လေးကြောင့်မျက်လုံးတွေလေးလာကအဲ့ရဲ့ကုပစ်ပေါ်မှာအိမ်မောကျသွားခဲ့တယ်ဘလောက်ထိအိပ်ပျော်သွားတယ်မသိဒီကုလုံးချမ်းစိမ့်စိမ့်ဖြစ်မှချန်အေးနိုးလာခဲ့တယ်မျက်လုံးဖွင့်ကြည့်လိုက်တော့အနားမှာလူတွေအများကြီးရောက်နေတယ်ချန်အေးကကြပြကြရထကတေချာကြည့်လိုက်တော့နေတောင်မှောင်နေပြီးအဲ့ဒီလူတွေကအငိမ့်သမားလိုဝစ်စင်ထားပြီးတော့ဘေးမှာလဲဆိုင်းဝိုင်းနေနဲ့ဟင်ဘလို့ဖြစ်နေကြတာလဲခဏနေတော့အာတင်နဲ့ခတ်မောင်ပါဝင်နောက်ထပ်လူတယောက်အာမောင်ရှိကိုရောက်လာတယ်မိုးလဲချုပ်တော့မှဆိုတော့ရောင်ရင်ဒီမှာညအိပ်ပြီးတော့မနေ့ကမှပြန်လေခတ်မောင်အဲ့လိုပြောလိုက်ရာချမ်းအေးရလဲအိမ်အားလူတွေစိတ်ပူမှဆိုတာကြောင့်အခုအိမ်ပြန်ရောက်မှဖြစ်ကြောင်းပြောပြရတော့တယ်ကျုပ်မပြန်ရင်အိမ်အားလူတွေစိတ်ပူနေမှာဗျအဲ့ဒါကြောင့်ကျုပ်အခုပဲပြန်ရတော့မယ်မိုးချုပ်လဲသွားရမှာပဲချမ်းအေးရညင်းလိုက်တော့အာတင်တို့ကဒေါသထွက်သွားဟန်နဲ့မရဘူးရောင်ရင်ဒီမှာညအိတ်ကြမယ်ကျုပ်တို့ပြောထားတယ်နော်ရောင်ရင်ဒီမှာညအိတ်တခြားဘာမှဆက်မပြောနဲ့အာတင်ကအမိတ်ပေးတဲ့အတန်နဲ့ပြောလိုက်ရာချမ်းအေးကအနှင်းငယ်တော့ပွားမိရဲ့ကိုပြန်ကျင်တဲ့ချိန်ပြန်มาကိုသူတို့နဲ့ဘာဆိုင်လို့လဲကျုပ်ကိုမတားနဲ့ဗျာကျုပ်ကိုအခုလိုကူညီပေးတဲ့အတွက်ကျေးဇူးပါနောက်တစ်ခါအခွင့်တင်ရင်ခမရတို့ရွာကိုအလဲဖြစ်ဖြစ်လာခဲ့ပါမယ်ဟာဘာပြောတယ်နောက်တစ်ခါလာမယ်ဒီမှာခမရနောက်ထပ်မပြောနဲ့ဘယ်တော့မှဒီရွာကိုလာရမှာမဟုတ်တလို့ဒီရွာကလည်းဘယ်တော့မှခမရထွက်သွားလို့မရဘူးအာတင်နူနဲ့ပါလာတဲ့လူတယောက်ကအဲ့လိုပြောပြီးတော့စကားဆုံးတာနဲ့အိမ်ဝိုင်းမှာရောက်နေကြတဲ့ဆိုင်းသမားတွေကဆိုင်းစတီးပါလေရောဆိုင်းတန်တွေကအလူမင်္ဂလာပွဲမှာတီးရဲ့ဆိုင်းတန်မျိုးမဟုတ်ပဲစက်သိန်းတပြန်းပြန်ထစရာကောင်းလောက်အောင်အတန်မျိုးနဲ့တီးခတ်နေကြတာချန်အေးအာတင်နူကိုနားမလဲစွာနဲ့အနားဆိုင်းသမားတွေကိုတေချာကြည့်တော့တစုံတစ်ခုကိုအကဲခတ်မိရောတယ်အဲ့ဒီကြာတခြားဟာမဟုတ်ပါဘူးလူတိုင်းအားလုံးဖက်နှက်မစီပဲနဲ့ခြေထောက်မှာနီချင်းချင်းအယောင်ကိုစိမ့်မင်ကြောင်နေထိုးထားတယ်လို့မျိုးပါချန်အေးကဘာမှဆက်မပြောတော့ဘဲနဲ့အဲ့နေရာကနေအတင်းထကသွားဖို့အတွက်ပြင်လိုက်တော့အာတင်တို့၃ယောက်ကဘုံကနေမြည်အောင်ပြန်တွန်းချလိုက်တယ်ပြောထားတယ်မလားသေချင်နေပြီလားခဏတော့စောင့်အောင်လေခမသေတော့မယ့်ချိန်ရောက်တော့မယ်ခတ်မောင်ရဲ့စကားဆုံးတော့အိမ်ဝိုင်းနဲ့လူတစုဝင်လာတာကိုတွေ့လိုက်ရတယ်အဲ့ဒီလူစုဝင်လာတော့အာတင်တို့အပါအဝင်ရှိသမျှလူအားလုံးကောင်းငုံပြီးတော့အယိုသေးပေးတယ်လို့လောက်ကြတယ်ချမ်းအေးဝင်လာတဲ့လူစုကိုကြည့်တော့အရှိရမိန်းမကိုတီချာမြင်ဘူးတယ်လို့စိတ်ထဲလဲသိနေရဲ့အဲ့ဒီမိန်းမကမျက်နှာကိုပဝါစအုပ်ထားပြီးတော့ချမ်းအေးရှိရာစီကိုဥတီပြီးတော့ရှောက်လိုက်ချမ်းအေးတီချာစဉ်းစားကြည့်မှအသေးတွေပြောင်းဆန်သွားတယ်လို့ပင်ဘာလို့လဲဆိုတော့အဲ့ရဲ့မိန်းမတခြားမဟုတ်တောထဲမှာအမဲလိုက်တုံးကရေချိုးနေတဲ့မကောင်းဆိုးဝါးမကြီးသားဖြစ်တယ်ဟင်ဒါဘလို့ဖြစ်နိုင်မှာလဲဒါဆိုဒီရွာဘာလဲအဲ့ဒီမိန်းမရှိကိုရောက်တော့ငုံနေကြတဲ့သူတွေတပြိုင်နက်ခေါင်းမော်လာကြပြီးတော့ချမ်းအေးဘက်ကိုမျက်နှာမူလာတယ်။ရီနေတဲ့မိန်းမတွေနဲ့ပါဇက်မဘာတွေအော်နေမှမသိအောင်အော်ကြတယ်။ချမ်းအေးကိုစားတော့ဝါတော့မတက်ကြည့်နေပြီးတော့တဟီဟီတဟာဟာလှုပ်နေကြတယ်။အနားမှာအာတင်တို့ကလည်းတဟီဟီနဲ့လှုပ်နေကြရာချမ်းအေးကကြောင်လွန်းတာကြောင့်မျက်နှာစည်းရွက်လောက်သာရှိရောတယ်
တော်ထဲမှာတော့ငါလက်ကလွတ်ပြီလို့ထင်ပြီးတော့ပျော်နေခဲ့တာပေါ့အခုကြည့်လိုက်စမ်းဒီတရွာလုံးကမင်းရဲ့အသားနဲ့အောင်ပွဲခံကြတော့မယ်ဆိုင်သမားတွေအာတုဘဆိုင်တီးကြစမ်းအဲ့ဒီမိန်းမကအမိန့်ပေးလိုက်တော့တဟီဟီလုံနေကြတဲ့ဆိုင်သမားတွေမှတပြိုင်နက်တည်းဆိုင်တီးကြတော့တယ်ငါ့ကိုပြန်လွတ်ပေးငါ့ကိုဘာလုပ်ကြမလို့လဲချမ်းကြီးကပြောရင်းဆိုရင်နဲ့ပြန်ခုခံဖို့အတွက်ပါလာတဲ့လေးကိုကောက်ဖို့အတွက်ပြင်တော့မအိတ်ခင်အနားမှာချထားတဲ့လေးကမရှိတော့ပါဘူးဟင်ဟေးနင်တို့အရင်စားကြငါအတွက်သူ့ရဲ့အသေးနှလုံးကိုသာထားကြအဲ့ဒီမိန်းမပြောရင်းနဲ့အိမ်ပေါ်တက်သွားတယ်အဲ့ဒီမိန်းမစီမှာအမိန့်ရတာနဲ့ဆိုင်းသမားတို့အပါအဝင်လူတွေအားလုံးအရှိကိုလက်တွေဆန့်တန်းပြီးတော့ချမ်းကြီးကိုတက်ဖြတ်စားတော့ဖို့အတွက်လာကြတော့တယ်မလာကြနဲ့သွားငါနောက်မလာနဲ့ချမ်းကြီးကအတင်းယုံပေမဲ့အားတင်တို့ကလက်နှစ်ဖက်ချုပ်ထားတာကြောင့်တုတ်တောင်မလုပ်ဘူးရှိသမျှလူတွေအားလုံးချမ်းကြီးကိုအလူအယက်လာဆွဲကြတယ်ချမ်းကြီးမင်းဘာမှလဲတစုံတယောက်ရဲ့ခေါ်တန်ကြတော့အလူအယက်ဆွဲနေကြတဲ့သူတွေကအတန်လာရာစီကိုရုတ်တရက်အာယုံရောက်သွားတယ်ချမ်းကြီးပြိုးချမ်းကြီးကအော်တန်ကြားပေမဲ့ပါးစပ်မှအတန်ထွက်မလာဘူးတစူးတစိုက်ကြည့်နေကြတဲ့အဲ့ဒီမကောင်းဆိုးဝါးတွေမှာမြင်နေရတဲ့မိတုပ်ကိုတရှူးရှူနဲ့ရန်ပြုတ်နေကြတယ်အဲ့ဒီချိန်အိမ်ပေါ်မှာမိမကြီးကပြေးစင်းလာကဒေါသတကြီးနဲ့စားရကန်ကြုံကမှအနောက်ရှက်တွေပေါ်လာတယ်သိနာကောင်းနေဒီလိုဆဲဆိုရင်နဲ့မြေပြင်ကိုဖနှောင်းတစ်ချက်ပေါက်လိုက်ရှာအဲ့ဒီမှာရှိသမျှသူတွေအားလုံးနေရာကနေအကုန်လုံးပျောက်ကွယ်သွားကြတော့တယ်ဟေးဟိုမှာချမ်းအေးမဟုတ်လားဟုတ်တယ်ဟာဟေးလူတွေချမ်းအေးကိုတွေ့ပြီဟာမီးတုပ်ကိုစီနဲ့လူတွေကချမ်းအေးစီကိုပြေးလာကြပြီးတော့ချမ်းအေးကိုလှုပ်နိုးကြရချမ်းအေးကအာယူပြီးတော့မျက်လုံးကိုဖွင့်ကြည့်လိုက်တယ်ဖေတင်တို့လားဟုတ်တယ်မင်းမနှက်ဖြန်အစောကြီးကလေးကနတ်မွေတော်ကိုတောသားပစ်တာမိုးချုပ်တဲ့အထိမရောက်လို့ဘယ်သူမှမလာရဲကြတဲ့ဒီတော့အရေးဆုံပြီးတော့မင်းကိုလာရှာကြတာဖះမပေးလို့ပေါ့ကွာခုနကမကောင်းဆိုးဝါးတွေရောချမ်းအေးကပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ရွာဆိုတာကအခုနေရာမှာရှုံမြောင်စည်းတစ်ခုသာဖြစ်နေရဲ့ဘဲဘက်လက်စီမှာနာကျင်လွန်းတာကြောင့်ကြည့်လိုက်တော့အယိုးငောင်းငောင်းထွက်နေတဲ့ပခုံးယိုးဟင်ငါလက်ချမ်းအေးရဲ့ဘဲဘက်လက်တစ်ဖက်ကတစ်ချောင်းလုံးမရှိတော့နာကျင်လွန်းတာကြောင့်အန်ကိုတင်းတင်းကျိတ်ထားရတယ်မင်းတို့ငါ့ကိုဘလို့ရှာတွေ့ရလဲကွာငါတို့လာတော့မင်းရေဘူးနဲ့ဓာတ်ကိုတွေ့တာကွာအဲ့ဒါကြောင့်ဒီဘက်မှာရှိမလားဆိုပြီးတော့ရှာတော့ဖះမလို့တွေ့တာဒီနေရာကနေအမြန်ထွက်ကြရအောင်မကောင်းဆိုးဝါးတွေလာလိမ့်မယ်ကွာပြောဆူဆူနဲ့ဖေတင်တဲ့ရွာသားတချို့ချမ်းအေးကိုတွဲပြီးတော့အဲ့နေရာကနေခတ်တုတ်တုတ်နဲ့ထွက်လာခဲ့ကြတယ်ချမ်းအေးတို့အဲ့နေရာကနေထွက်လာတော့သူတို့ရဲ့အနောက်ရှုံမြောင်ကြီးစီလူတွေအုံဟိုတန်တွေကိုအတိုင်းသားကြားလိုက်ကြတော့တယ်ပရိသတ်များရှင်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီဒီနေ့ရဲ့ဇလန်လေးကိုခုလိုမျိုးချိန်ပေးပြီးတော့မှနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ရက်တွေမှာလည်းပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇလန်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်တို့အားလုံးကစောင့်မျှော်အားပေးပြီးတော့နားဆင်ပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်